အဲ့ဒါကိုကြားလိုက်တဲ့အခါမှာတော့အခုဟာတတိကိုမွေးပြီးအဲ့ဒီလူရဲ့ဥကောင်ကိုဓာတ်နဲ့ခုတ်ချလိုက်ပါတယ်အဲ့ဒီလူဒဏ်ရာပြင်းထန်သွားပြီမသေးသေးတော့ striker ပါ win group ပြီးကောင်လေးနှစ်ယောက်ကအဲ့ဒီလူတေးသွားတဲ့အထိတက်ဆက်ထုတ်ရိုက်ကြပါတယ် ဒီစကားလေးကတော့အာဖရိကရဲ့နာမည်မဖော်ပြထားတဲ့နိုင်ငံလေးတစ်ခုကနေစတင်ထားပါတယ်အဲ့ဒီမှာအသက်12နှစ်အရွယ်အကူဆိုတဲ့ကောင်လေးတစ်ယောက်သူတငယ်ချင်းတွေနဲ့အတူစော့ကစားနေတာကိုတွေ့ရမှာပါသူဟာရုပ်မြင်တန်ကြားဆက်ရဲ့အပြင်ပေါင်းခွန်းအဟောင်းလေးတစ်ခုကိုယူလာပြီးလူတစ်ယောက်ကိုစိတ်ကူးရင် TV ဆိုပြီးလိုက်ရောင်းနေတာပါသူနဲ့သူတငယ်ချင်းတွေဟာအဲ့ဒီ TV ပေါင်တော့ကနေကွန်ဖူးကစားပြတာကပြတာစတဲ့ပြကွက်အမျိုးမျိုးနဲ့ဖြောပြပြကြပါတယ်ဒါပေမဲ့အဲ့ဒီလူကတော့ဒီလိုအထုံးမကျတဲ့ဖြစ်စီကိုမဝယ်နိုင်ဘူးဆိုပြီးသူတို့ကိုမောင်းထုတ်လိုက်ပါတော့တယ်ဒီလိုညင်းပယ်ခံရလို့ကောင်လေးခမရစိတ်ပြတ်သွားပြီမဲ့အရှုံးမပေးပဲရှေ့ဆက်တိုးခဲ့ပါတယ်အခုဟာစစ်သားတယောက်နားကိုချင်းကပ်သွားပြီးထုံးစံအတိုင်းသူ့ရဲ့စိတ်ကူးညံ TV အကြောင်းကိုဈေးရောက်ကောင်းအောင်ပြောပါတော့တယ်ကန်ကောင်းထောင်မှစွာနဲ့ပဲအဲ့ဒီစစ်သားကဝဲဖို့သဘောတူလိုက်ပြီး TV ဘိုးအဖြစ်အစားအစာတွေပြင်ပေးခဲ့ပါတယ်နောက်ပိုင်းမှာတော့သူတို့နိုင်ငံဟာစစ်ပွဲတွေဖြစ်ပွားနေပြီးအခုတို့ရွာလေးဟာငင်းချိုင်းလေးထိမ့်သိမ့်မှုတပ်ဖွဲ့တွေစောင့်ရှောက်ထားတဲ့ဂျားကန်နေမြေထဲမှာရှိနေမှကျွန်တော်တို့သိလိုက်ရပါတယ်အခုရဲ့ဖေဖေဟာအရင်ကဆရာတယောက်ဖြစ်ပေမဲ့အခုတော့ရွာလူကြီးအဖြစ်တာဝန်ယူထားရပြီးပတ်ဝန်းကျင်ကစစ်ပေးရှောင်တွေကိုသူ့မြေပေါ်မှာခုလုံခွင့်ပေးထားပါတယ်တစ်ဖက်မှာလည်းအခုရဲ့မိမိကအိမ်မနေရင်အခုနဲ့သူ့ရဲ့အကိုညီမလေးတို့ကိုပြုစုစောင့်ရှောက်ပေးနေတာပါညနေပိုင်းမိသားစုလေးထမင်းလက်ဆောင်စားနေတော့မှဖေဖေဖြစ်သူက TV မှာအပြင်ပေါင်မရှိတော့တာကိုသတိထားမိသွားပါတယ်။အဲဒါကြောင့်အခုလည်းအရိုက်ခံရမှကြောက်ပြီးအင်ကနေချက်ချင်းထွေပြေးကအပြင်မှာပဲခိုးအိတ်လိုက်ပါတယ်။ရက်အနှဲငယ်ကြာတော့အစိုးရပြုတ်သွားပြီးစစ်တပ်နဲ့ပတ်သက်တဲ့သူပုံတွေကနိုင်ငံကိုသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းရွာတွေကိုပြန့်နှံ့လာပါတော့လေ။သူပုံတပ်ဖွဲ့တွေကရွာကိုဆက်တင်တိုက်ခိုက်လာတဲ့အခါမှာတော့ရွာသားအများစုဟာဘေးကင်းရာမြို့တော်စီကိုထွက်ပြေးကြပါတယ်။အခုရဲ့ဖေဖေကလည်းသူ့မိသားစုကိုမြို့တော်ကိုပို့ဖို့ဆုံးဖြတ်လိုက်ပြီးသူနဲ့သားအကြီးဆုံးကတော့ရွာမှာပဲကြံခဲ့ဖို့စီစဉ်ထားပါတယ်မိမိဖြစ်သူကမိသားစုတွေကွဲကွဲပြားပြားဖြစ်မှာကိုမလိုလားတာကြောင့်ဒီဆုံးဖြတ်ချက်လည်းပေါ့အတော်လေးစိတ်မကောင်းထင်နေရှာပါတယ်။ဒါပေမဲ့ဖေဖေကတော့သူ့ရဲ့မွေးရမီကိုကာကွယ်ရမယ်ဆိုပြီးမိမိကိုနားချနိုင်ခဲ့ပါတယ်။နောက်တနေ့မှာတော့ရွာသားအများပြားမြို့တော်စီကိုအစုလိုက်အပြုံးလိုက်စတင်ထွက်ခွာကြပါတော့တယ်။အခုရဲ့ဖေဖေကသူ့ဇနီးနဲ့သားသမီးတွေကိုကားကအထိလိုက်ပို့ပေးခဲ့ပြီးမြဲကားတွေအကုန်လုံးကလူတွေပြစ်နေပြီးလူတိုင်းကလည်းအသက်လွတ်ပြီးပြေးကျင်နေကြတာပါ။ကားဆရာကအမျိုးသမီးနဲ့မိန်းကလေးငယ်လေးပဲတင်နိုင်မယ်လို့ပြောလိုက်တာကြောင့်အခုတယောက်နောက်မှကြံခဲ့ရပါတော့တယ်။ဖေဖေကငွေအမြောက်ပြားပေးပြီးခေါ်သွားပေးဖို့တောင်းပန်ခဲ့ပေမဲ့ကားဆရာကတော့လုံးဝညှင်းဆန်လိုက်ပါတယ်။နောက်ဆုံးမှာတော့မင်းမင်းနဲ့ညီမလေးပဲထပ်သွားနိုင်ခဲ့ပြီးအခုကတော့သူ့ဖေဖေအကိုတို့နဲ့အတူကြံရစ်ထည့်ရပါတယ်။ရက်အနှဲငယ်ကြတော့ရွာလေးဟာအစိုးရတပ်နဲ့သူ့ပုံတွေကြားကတိုက်ပွဲမြေပြင်ထက်သွားပါတော့တယ်။တနက်ကြီးဆန်တွေစူညာနေတော့မှအခုရဲ့မိသားစုနဲ့တခြားအမျိုးသားအချို့ဟာတနက်ကြီးဆန်တွေကိုရှောင်ရင်းဂိုတောင်တဲကိုပုံအောင်နေခဲ့ကြပါတယ်။ကန်ဆိုဂျင်နဲ့အစိုးရစစ်သားတွေကသူတို့ပုံနေတဲ့နေရာကိုရှာတွေ့သွားပြီးဖမ်းဆီးလိုက်ပါတော့တယ်။စစ်သားတွေကသူတို့ကိုသူ့ပုံတွေဆိုပြီးဆွတ်ဆဲကြပါတယ်။အခုရဲ့ဖေဖေကသူဟာရွာလူကြီးဖြစ်ကြောင်းကိုမြေပေါ်ကိုကာကွယ်ရဖို့ကြံခဲ့နေတာဖြစ်ကြောင်းညင်းဆိုပေမဲ့စစ်သားတွေကမယုံကြည်ပဲရန်သူတရုတ်လွဲတွေလိုပဲတတ်မှတ်လိုက်ပါတယ်။အဲ့ဒါနောက်အခုရဲ့ဖေဖေနဲ့အကိုဖြစ်သူတို့ဟာစစ်သားတွေရဲ့ပြစ်ထတ်ခြင်းကိုခံလိုက်ရပါတော့တယ်။အခုတယောက်ပဲအသက်လွတ်လွတ်မြောက်သွားကတောနယ်ထဲကိုရောက်ခဲ့ပါတယ်။သူဟာတောထဲမှာတယောက်တည်းရောင်ချရန်နဲ့စားလို့ရတာမှန်တမျှရှာစားနေတာကိုလွှတ်လည်နေခဲ့ပါတယ်။ရက်အနှဲငယ်ကြတော့သူပုံတွေရဲ့ခြုံခိုးတိုက်ခိုက်မှုကြားတဲ့ကိုမတော်တဆရောက်သွားပါတော့တယ်။သူဘာလို့ရမှမထီထင်နေတော့မှတစုံတယောက်ကသူ့ကိုရိုက်ပြီးတတိလဲသွားအောင်လုပ်လိုက်ပါတယ်။တတိပြန်ရတဲ့အခါမှာတော့ကလေးသူငယ်တွေနဲ့လူငယ်အများစုပါဝင်တဲ့သူပုံစစ်သားအုပ်စုတစ်ခုကိုတွေ့လိုက်ရပါတယ်။သူတို့က NDF လို့ခေါ်တဲ့ဒေသကာကွယ်မှုတပ်တွေကချစ်ပါတယ်။သူတို့ကအခုကိုအစိုးရသူရုပ်လဲလို့ထင်ပြီးဖမ်းဆီးပြီးအပြစ်ပေးဖို့ကြံစည်ကြပါတယ်။သူ့ရဲ့ကံကြမ္မာကိုဆုံးဖြတ်ဖို့အတွက်သူတို့ရဲ့ခောက်ဆောင်ဖြစ်တဲ့ Commandant ကိုခေါ်သွားကြပါတယ်။ကောင်လေးကိုဘသူဖမ်းတယ်လို့ Commandant ကမေးတဲ့အခါ Striker လို့ခေါ်တဲ့စကားမပြောနိုင်တဲ့ကောင်လေးကသူဖမ်းတဲ့အကြောင်းအချက်ပြပါတယ်။အဲ့ဒါတော့ Commandant ကသူ့ရဲ့လက်ထက် 2IC ကိုခေါ်ပြီးအခုကိုဘာလို့စင်တယ်လို့မေးပါတယ်။ 2IC ကတော့သူကကလေးပဲရှိသေးတာမို့ဘာအန်ဒီယမ်မှမရှိနိုင်ဘူးလို့ပြောပေမဲ့ Commandant ကတော့သဘောမတူပါဘူး။ကလေးလေးတယောက်မှကြီးဖို့မျက်စိရှိသလိုတနက်မောင်းဖြုတ်ဖို့လက်ရှိတယ်လို့သူကဆိုပါတယ်။ပြီးတော့အခုကိုသူဘသူလဲဒီကိုဘာလာလောက်တာလဲဆိုတဲ့မေးခွန်းကိုထုတ်ပွင့်ပါတယ်။အခုကတော့ကောက်ကောက်လက်လက်နဲ့တွေအစိုးရစစ်သားတွေရွာကိုတိုက်ခိုက်ပြီးမိသားစုကိုတပ်ပစ်လိုက်တဲ့အကြောင်းကိုပြောပြပါတယ်။ဒါကိုကြားတော့ Commandant ကအခုအပေါ်ကိုချင်းစားသွားပြီးအခုကို NDF ထဲဝင်ခိုင်းလိုက်ပါတော့တယ်။အခုရဲ့မိသားစုအတွက်ကတုံးပြန်နေအောင်သူ့ကိုစစ်သားတယောက်ဖြစ်အောင်လေ့ကျင့်ပေးမယ်လို့ကတိပေးပါတယ်။တနာဖွေရကောင်းတဲ့ကောင်လေးမှာတော့အသက်ရှင်ဖို့အတွက်နာခံဖို့ကလေးတခြားရွေးချယ်စရာမရှိတော့ပါဘူး။အဲ့ဒါနောက်မှာအုပ်စုကြီးကရှေ့ကိုဆက်ချီတက်လာပြီးအခုကတော့သူတို့ရဲ့လက်နက်တွေတဲယူဖို့တာဝန်ပေးလိုက်ပါတယ်။သူတို့ရဲ့စမ်းကိုရောက်တဲ့အခါမှာတော့အားလုံးထမင်းစားကြပြီမဲ့အခုကတော့ဘာမှမကြွေးကြပါဘူး။သူကအစာတောင်းတဲ့အခါ pre-charlotte ခေါ်တဲ့လူကသူ့ကိုလောင်ရပြီးစစ်တရေမဖြစ်သေးတာကြောင့်ဘာမှမစားရဘူးလို့ပြောပါတယ်။အဲ့ဒီအစာသူမရက်ခိုင်းမရှင်မတ်တက်ရက်နေပြီးအလေးပြူနေဖို့ခိုင်းလိုက်ပါတယ်။တစ်ဖက်မှာလည်း Striker က Commandant ရဲ့အစုံစီကိုစင့်ခေါ်ခိုင်းရပြီးမတက်တာပဲသွားလိုက်ရပါတယ်။နောက်တဲ့ရက်တွေမှာအခုနဲ့တခြားကလေးတွေဟာ NDF တဲဝင်ဖို့အတွက်ကြမ်းထမ်းလာတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ကြရပါတယ်။
ခမဒန်ကလည်း NDF ကစစ်ပွဲမှာတဖြည်းဖြည်းနိုင်နေပြီဖြစ်ကြောင်းမကြခင်သူတို့မိသားစုတွေနဲ့ပြန်ဆောင်ရတော့မယ်ဆိုပြီးဝါဒဖြန့်စည်းရုံးကြပါတယ်ကလေးတွေဟာမီးလောင်နေတဲ့ထင်းတုံးတွေနဲ့အနှိမ့်ဆက်ခံရခြင်းအရိုက်ခံရခြင်းဓာတ်နဲ့အလီခံရခြင်းနဲ့မြေချင်းတွေထဲမှာအမြုပ်ခံရခြင်းစတဲ့ညှင်းပန်းဆယ်မှုတွေကိုခံကြရပါတယ်ဒီကာလအတွင်းမှာအခုဟာ striker နဲ့ရင်းနှီးသွားပါတယ်သူတို့ညောက်ကအသက်အငယ်ဆုံးဖြစ်ပြီးရွေးတူတွေဖြစ်နေလို့ပါလေ့ကျင့်မှုတွေပြီးတော့စမ်းကန်တွေထွက်လာခဲ့ကြပြီးတရားကိုဖျက်မဲ့အစိုးရကားတွေကိုခြုံခိုးတိုက်ခိုက်ဖို့စီစဉ်ကြပါတယ်ဒီတိုက်ခိုက်မှုမှာလူတိုင်းကိုတပ်ပစ်လိုက်ကြပေမဲ့လူတစ်ယောက်ပဲအသက်ရှင်ကျန်နေပါတယ် NDF တွေကအဲ့ဒီလူကိုဖမ်းဆီးပြီးနှိပ်စက်ကြပါတယ်အဲ့ဒီကသူဟာတရားပြင်ဖို့လာတဲ့အင်ဂျင်နီယာတယောက်သာဖြစ်ကြောင်းငိုယိုတောင်းပန်ရှာပါတယ်သူ့ကိုလွှတ်ဖေးဖို့ပြောနေပေမဲ့ခမဒန်ကတော့လုံးဝငြင်းဆန်လိုက်ပါတယ်သူဟာအခုရဲ့မိသားစုကိုတတ်ခဲ့တဲ့အုပ်စုကတယောက်ပဲဆိုပြီးစိတ်ပိုင်းဆိုင်ရာလွှဲချေစည်းရုံးမှာတော့တယ်အဲ့ဒါကိုကြားလိုက်တဲ့အခါမှာတော့အခုဟာတတိကိုမွေးပြီးအဲ့ဒီလူရဲ့ဥကောင်ကိုဓာတ်နဲ့ခုတ်ချလိုက်ပါတယ်အဲ့ဒီလူဒဏ်ရာပြင်းထန်သွားပြီမဲ့မသေးသေးတော့ striker ပါ win group ကောင်လေးနှစ်ယောက်ကအဲ့ဒီလူတေးသွားတဲ့အထိတက်ဆက်ထုတ်ရိုက်ကြပါတယ်အခုရဲ့လွတ်ရက်ကိုခမဒန်ကသဘောကျသွားပြီးသူ့ကိုတနက်တလာပေးဖို့ 2IC ကိုအမင်းပေးလိုက်ပါတယ်အခုကတနက်ကိုလက်ခံလိုက်ပြီးမဲ့သူ့ရဲ့လွတ်ရက်အပေါ်ကုတ်ကိုယွန်းစွာလုံးလို့မြေကြီးပေါ်မှာအန်ချလိုက်ပါတော့တယ်နောက်တနေ့မှာတော့အနီးနားကရွာကိုချီတက်ပြီးအစိုးရစစ်သားအများပြားကိုတပ်ပစ်ကြပါတယ်ပြီးတော့သူတို့ဟာရေစပွဲပူဇော်ရဲ့ထုံးစံတွေလုပ်ပြီးမူးရစ်တွေတုံးပြီးအောင်ပွဲခံကြပါတယ်နောက်ပိုင်းမှာတော့ခမဒန်ကအခုကိုသူ့အခန်းထဲခေါ်ပြီးအခုရဲ့တိုးတက်မှုကိုသဘောကျတယ်လို့ပြောပါတယ်ဒါအပြင်သူတို့မကြခင်မျိုးတော်စီကိုချီတက်ကောင်မှထည့်ပြီးအဲ့ဒီမှာအခုရဲ့မေမေနဲ့တွေ့နိုင်မယ်လို့ပြောလိုက်ပါတယ်ဒီစကားကြောင့်အခုအရန်ဝမ်းတာသွားစဉ်ခမဒန်ကမူးရစ်ဆိုးအချို့ကိုစတင်သုံးဆွဲပါတော့တယ်ပြီးတော့ကတင်းပေါ်မှာလဲအိတ်လိုက်ပြီးသူ့ကိုပျော်ရွှင်အောင်လုပ်ပြီးဖို့အခုကိုခိုင်းလိုက်ပါတယ်အချင်းအနေငယ်ကြတော့အခုဟာခမဒန်ရဲ့လိန်ပိုင်းဆိုင်ရာစော်ကားမှုကိုခံလိုက်ရတာကြောင့်စိတ်မကောင်းခြင်းများစွာနဲ့အခန်းထဲကထွက်လာပါတော့တယ်striker ကလည်းဒီလိုအခြေအနေမျိုးကိုကြုံဖွေရကြောင်းသူ့တငယ်ချင်းအခုနားကိုချက်ချင်းလာပြီးတိတ်ဆိတ်နေမိပေးရှာပါတယ်နောက်တနေ့မှာတော့အခုဟာသူ့အပေါ်ဖြစ်ပြသွားတဲ့အရာတွေကိုတွေးတော့ရေးစိတ်ငယ်လူနဲ့မကတ်နေတာကိုမြင်တော့ preacher ကသူ့ကိုစိတ်ပြေလက်ကြောက်ဖြစ်အောင်မူးရစ်ဆိုးတွေပေးလိုက်တာကြောင့်အခုတယောက်အတော်လေးမူးရစ်သွားပါတယ်နေ့လယ်ပိုင်းမှာအုပ်စုကရွာတရွာကိုရောက်ပြီးရွာသားတွေကိုနှိပ်စက်ကြပါတယ်အိမ်ထဲတယောက်ကိုဝင်သွားတဲ့အခါခြောင်ထဲမှာပုံနေတဲ့အမျိုးသမီးတယောက်နဲ့သူ့ရဲ့သမီးငယ်လေးကိုတွေ့လိုက်ရပါတယ်စေးချိန်ကန်နေတဲ့အခုကအဲ့ဒီအမျိုးသမီးကိုဖတ်ပြီးမေမီလို့ခေါ်လိုက်မိပါတယ်ဒါပေမဲ့ချက်ချင်းပဲသူစိတ်ကြောင်တနေတာများနဲ့တီးလိုက်ပြီးအဲ့ဒီလူကမေမီမဟုတ်ကောင်းသတိဝင်သွားပါတယ်အဲ့ဒါနောက် striker နဲ့တခြားကလေးတွေကကောင်မလေးကိုဝိုင်းရိုက်ပြီးနောက်ဆုံးတပ်ပစ်လိုက်ကြပါတယ်တစ်ဖက်မှာလည်းမေမီထစ်သူက preacher ရဲ့စော်ကားမှုကိုခံနေရပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးအခုအတော်လေးစိတ်မကောင်းဖြစ်သွားပြီးအမျိုးသမီးကိုဝေဒနာတွေကလွတ်မြောက်အောင်တနတ်နဲ့ပြစ်တက်ပေးလိုက်ရပါတယ်တိတ်မကြခင်မှာပဲခမဒန်က good blood လို့ခေါ်တဲ့အစင်းမြင့်စစ်တင်နာဘရီကယောက်စီကစာတစောင်ရရှိသွားပါတယ်good blood ကသူတို့အုပ်စုကိုသူ့ပုံဒေတာထင်ချုပ်မှလာတွေ့ကိုစင့်ခေါ်ထားပါတယ်ခမဒန်ကသူ့စစ်သားတွေကိုစုဆောင်ပြီးထွက်ခွာဖို့ပြင်ဆင်ခိုင်းပါတယ်အထူးသဖြင့် striker ရဲ့အခုကိုတော့သူကဂယူဆိုင်ကမို့သူ့နားမှာပဲကတ်နေဖို့ပြောပါတယ်နောက်တနေ့မှာတော့အုပ်စုက good blood ရဲ့ရုံထင်းစီကိုရောက်သွားပါတယ်ခမဒန်ကမို့တော်ကိုတိုက်ခိုက်ဖို့အမိန့်မပေးသေးတာကြောင့်သူ့အထက်လူကြီးကိုစိတ်မရှိဖြစ်နေပါတယ်သူကဆက်လက်တိုက်ခိုက်ဖို့အကြံပေးပေမဲ့ good blood ကတော့သူတို့ရဲ့အစီအစဉ်တွေပြောင်းလဲသွားပြီဖြစ်ကြောင်းမြို့တော်ကိုတိုက်ခိုက်တော့မှမဟုတ်ပါဘူးလို့ပြောပါတယ်ဒါအပြင်ခမဒန်မျောလင့်ထားတယ်လို့ယာဒူးတိုးမှမဟုတ်ပဲယာဒူးကဖြစ်ရှားခင်ရမယ်လို့လည်းသိလိုက်ရပါတယ်သူအစား 2IC ကခောက်ဆောင်တစ်ထစ်သွားမှဖြစ်ပြီးခမဒန်ကတော့ 2IC ရဲ့လက်အောက်မှာရုံးပိုင်းဆိုင်ရာတာဝန်ပဲယူရတော့မှာဒါကိုကြားတော့ 2IC က good blood ကိုကျေးဇူးတင်စကားပြောခြင်းလို့ပြောလိုက်ပေမဲ့ခမဒန်ကကြားဖြတ်ဟန်တားလိုက်ပြီးသူ့ကိုထွက်ခွာဖို့အမိန့်ပေးလိုက်ပါတယ်ညနေပိုင်းမှာတော့ခမဒန်က 2IC ရဲ့ယာဒူးတိုးတာကိုဂုံပြူခြင်းတယ်ဆိုပြီးသူတို့အုပ်စုကိုပြည်တန်အားအိမ်တအိမ်စီကိုခေါ်သွားပါတယ် 2IC ကတခြားတပ်ဖွဲ့တွေကိုသွားစစ်ဆေးဖို့ခွင့်တောင်းပေမဲ့ခမဒန်ကခွင့်မပြုပါဘူးအဲ့ဒါနောက် striker နဲ့အခုကိုလွှဲကြံတဲ့ဆက်သားအားလုံးကအမျိုးသမီးတွေနဲ့အတူပျော်ပါဖို့ထွက်သွားကြပါတယ်ခဏနောက်မှာ striker ကအိပ်ပျော်သွားပြီးအခုကတော့စပွဲထိုမာလီတယောက်ကိုစိတ်ဝင်စားစွာငေးကြည့်နေခဲ့ပါတယ်ရုတ်တရက်တခြားအခန်းထဲကတနက်ကြည်စံကြောင့်အားလုံးလန့်သွားကြပါတယ်စစ်သားတွေကတနက်တန်ရပြင်းထန်နေတဲ့ 2IC ကိုထမ်းထုတ်လာကြပါတယ်ပြည်တော်မာလီတယောက်ကတနက်နဲ့စော့နေတာမတော်တဆပြိမိသွားတာလို့သိရပါတယ် 2IC ကတော့ဒါဟာခမဒန်ရဲ့ကြံစည်မှုပဲလို့ဆွဆွဲပေမဲ့ခမဒန်ကတော့ဘာမှမသိတယ်လို့ဟန်ရောက်နေပါတယ် 2IC ကိုပြစ်မိတဲ့အမျိုးသမီးကထွက်ပြေးဖို့စ조사ပေမဲ့အခုကပြစ်တက်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲအဲ့ဒီနေရာကပိုင်ရှင်ကိုလည်း striker ကပြစ်တက်လိုက်ပါတယ်နောက်ထပ်မြန်ခွေးတစ်ခုမှာတော့အခုဟာမူရစ်ဆိုးတွေရှူနေတာကိုတွေ့ရပြီးသူဟာမူရစ်ဆိုးဆွဲနေပြီဆိုတာသိထားပါတယ်ပြီးတော့သူဟာဒဏ်ရာရတဲ့ 2ICC ကိုတွားကြည့်တဲ့အခါမှာတော့ 2IC ကသူတို့လုံးသမျှအရာအားလုံးဟာဘာမှအတိတ်ပဲမရှိဘူးဆိုပြီးနောက်ဆုံးထွက်တဲ့မှာတိုးတိုးလေးပြောသွားပါတယ် 2IC ဆုံးသွားတဲ့အခါအခုဟာဒေါသထွက်ပြီးဝမ်းနည်းနေပါတယ်ခမဒန်ကလည်း 2IC ဟာသူ့အတွက်ဘလောက်အရေးကြီးတယ်လို့ပြောရင်းဟန်ဆောင်ဝမ်းနည်းနေခဲ့ပါတယ်အဲ့ဒါနောက် 2IC အတွက်သင်္ကေတချင်းအချမ်းအသားလေးတစ်ခုကျင်းပခဲ့ပြီးအဲ့ဒီမှာကွန်မန်တန်က good blood ကိုသူတို့ရဲ့ရန်သူအသစ်ဖြစ်ကျင်းညာလိုက်ပါတယ် good blood ရဲ့အမိန့်ကိုစောင့်မနေပဲကိုယ့်ဘာသာဆုံးဖြတ်ချက်ချပြီးလှုပ်ရှားကြဖို့စစ်သားတွေကိုတိုက်တွန်းပါတယ်နောက်ပိုင်းသူတို့အနားယူနေတော့မှရုတ်တရက်ဒုံးချီနဲ့တိုက်ခိုက်ခံရတာကြောင့်အားလုံးလန့်နိုးလာကြပါတယ်ဒီတိုက်ခိုက်မှုမှာသူတို့စစ်သားအများပြားတေဆုံးသွားတာကြောင့်အဖွဲ့ဟာအတော်လေးအားနည်းသွားပါတယ်ပြစ်ခတ်မှုတွေရပ်သွားတဲ့အခါမှာတော့အဖွဲ့ဟာထွက်ခွာဖို့ပြင်ပေမဲ့
striker ကတော့မလို့မရထွန်းနေပါတယ်အာကူတွားကြည့်တဲ့အခါမှာတော့ striker ရဲ့ရင်ဘတ်မှာတနတ်မှန်ထားတာကိုတွေ့လိုက်ရပြီးအတော်လေးတုန်လှုပ်သွားပါတယ်သူ့တငယ်ချင်းရဲ့တန်ရာကိုကုဖို့ရွာတရွာကိုအမိသွားနိုင်မယ်လို့မျှော်လင့်ချက်နဲ့အာကူဟာ striker ကိုပိုးပြီးတည်လာခဲ့ပါတယ်ဒါပေမဲ့တိတ်မကြခင်ပါပဲ striker ဟာအာကူရဲ့ကြိုးပေါ်မှာတင်အသက်ပြောက်သွားပါတော့တယ်အာကူဟာသူ့တငယ်ချင်းတေဆုံးမှုအတွက်အကြီးအကျယ်ဝမ်းနဲ့ကြေကွဲပြီးပြန်နိုးလာဟုအလောင်းကိုဖက်ကအော်ဟစ်ငိုယိုပါတော့တယ်ဒါပေမဲ့တခြားစစ်သားတွေကသူ့ကိုချော့မော်ပြီးအဲ့ဒီနေရာကနေခေါ်ထုတ်သွားကြပါတယ်အဲ့ဒီနောက်ကြံရစ်တဲ့အခွေဝင်တွေဟာရီခါဝယ်ဟုရွှေရှာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ရွှေတွင်းဟောင်းတစ်ခုမှတွားရောက်ခိုးလုံးကြပါတယ်ဒါပေမဲ့အချင်းကြာလာတာနဲ့အမျှသူတို့ရဲ့ခေးရန်တွေကုံသွားပြီးကျူးကျော်လာတဲ့ရန်သူတွေကိုပြန်မတိုက်နိုင်တော့ပါဘူးအာကူကဒီအခြေအနေအကြောင်းကွန်မန်ဒန့်ကိုပြောပြပေးမယ်ကွန်မန်ဒန့်ကတော့သူ့ကိုဓာတ်တယောက်လိုချစ်ကြောင်းနဲ့အာကူကိုလည်းဓာတ်တယောက်ကဖခင်ကိုပြုစုသလိုသူ့ကိုပြုစုပေးဖို့ပြောပါတယ်သူတို့စကားပြောနေတော့မှပရီချာရောက်လာပြီးလက်နဲ့ချပြီးကုလသမဂ္ဂ UN ထံအလင်းဝင်ကြဖို့စစ်သားတွေကိုလှုံ့ဆော်ပါတယ်ဒီမှာပဲဆက်နေရင်ငတ်ပြက်ပြီးတရားရုံပဲရှိမယ်လို့သူကတတိပေးပါတယ်ကွန်မန်ဒန့်ကတော့လုံးဝသဘောမတူပဲသူတို့ကိုတွားခွင့်မပြုပါဘူးတွားရင်လည်းရက်တပတ်အနှဲငယ်အတွင်းတေးရမှာဒါမှမဟုတ်ထောင်ကျရမှာလို့သူကဆိုပါတယ်ပြီးတော့သူတို့ရွာတွေကိုပြန်ရင်တောင်စီရစုမှုတွေကျူးလွန်ခဲ့တာကြောင့်မိသားစုတွေကလက်ခံမှာမဟုတ်ဘူးလို့ပြောပါတယ်ဒါကြောင့်သူတို့ကြားမှာပြင်းထန်တဲ့အငင်းပွားမှုတွေဖြစ်လာပြီးပရီချော့ကကွန်မန်ဒန့်ကိုတနက်နဲ့တောင်ချင်းလိုက်ပါတယ်ဒါပေမဲ့ကွန်မန်ဒန့်ကတနက်ထဲမှာကြီးစံမရှိတော့တာကိုသိနေပါတယ်အာကူကလည်းကွန်မန်ဒန့်ကိုတနက်နဲ့ချင်းလိုက်တဲ့အခါမှာတော့ကွန်မန်ဒန့်ဟာသူ့ရဲ့လောက်ရကြောင်းသစ္စာဖောက်ခံရတယ်လို့ခံစားလိုက်ရပါတယ်နောက်ဆုံးမှာတော့သူတို့ကိုတွားခွင့်ပြုလိုက်ပေမဲ့ဘာမှမရှိတဲ့နေရာမှာငတ်ပြက်ပြီးဆင်းရဲဒုက္ခရောက်တဲ့အခါကျမှနောင်တတက်ရလိမ့်မယ်လို့တတိပေးပါတယ်စစ်သားတွေထွက်ခွာသွားကြပြီးအာကူလည်းနောက်ကလိုက်သွားတဲ့အခါမှာတော့ကွန်မန်ဒန့်ကသူ့ကိုနာကျင်စိတ်တစမြတ်ဝင်းတွေနဲ့ငေးကြည့်ကြံရစ်ခဲ့ပါတယ်တိတ်မကြခင်ပါပဲအဖွဲ့ဟာကုလသမဂ္ဂငင်းချမ်းရေးတပ်ဖွဲ့တွေနဲ့တွေ့ပြီးလက်နက်ချလိုက်ပါတယ်ရက်ဆန္ဒငယ်ရဲ့အတွေ့အာကူနဲ့လူငယ်စစ်သားလေးတွေကိုဘေးဒင်းတဲ့ဒေသမှာရှိတဲ့တာသနာမြို့အကြောင်းတစ်စီကိုပို့လိုက်ပါတယ်ဒါပေမဲ့စစ်ပွဲကာလကြာများလာတာကြောင့်အာကူဟာအဲ့ဒီငင်းချမ်းတဲ့ပတ်ဝန်းကျင်မှာနေသားမကျဖြစ်ပြီးတခြားကလေးတွေနဲ့လည်းရောမျောလို့မရဖြစ်နေပါတယ်သူဟာမူရေးစေးပြတောင့်တဲ့ဓာတ်ကိုခံစားနေသလိုအတိတ်ကဖြစ်ရဆိုးတွေကြောင့်လည်းအိမ်မက်ဆိုးတွေခဏခဏမှတ်နေတတ်ပါတယ်တစ်ဖက်မှာတော့ပရီချာဟာနေသားမကျဖြစ်ပြီးကွန်မန်ဒန့်ပြောတာမှန်တယ်လို့ယုံကြည်နေပါတယ်နောက်ဆုံးမှာတော့သူဟာစစ်ပွဲတဲ့ပြန်ဝင်ဖို့ကျောင်းကနေထွက်ပြေးသွားပါတော့တယ်ဇက်သိန်းပိုင်းမှာတော့အာကူဟာကျောင်းကအတိုင်းပင်စာဆရာမတယောက်နဲ့စကားပြောနေပါတယ်ဆရာမကသူ့ကိုရင်ဖွင့်ဖို့ကိုးစားနေပေမဲ့အာကူကသူဟာဆိုးရွားတဲ့အရာတွေလုပ်ဖူးတယ်လို့ပြန်ပြောပေမဲ့အသေးစိတ်တွေကိုတော့ပြောပြဖို့ငင်းဆန်ခဲ့ပါတယ်ဆရာမကသူ့ကိုနားမလည်မှမဟုတ်ပြီးသူ့ကိုတားရတရိစင်တကောင်လို့ထင်သွားမှကိုသူကကြောက်နေတာပါအဲ့ဒါတဲ့သူဟာအရင်ကဘလောက်လိမ်မာတဲ့ကောင်လေးဖြစ်ခဲ့ကြောင်းနဲ့ချစ်ခင်တဲ့မိသားစုနဲ့ကြီးပြင်းခဲ့ရတဲ့အကြောင်းကိုပဲပြောပြခဲ့ပါတယ်ဇက်ကလေးရဲ့နောက်ဆုံးမှာတော့အာကူဟာတခြားကောင်လေးတွေနဲ့အတူပင်လယ်ထဲမှာပျော်ပျော်ပါပါရေကူးဆော့ကစားနေတာကိုမြင်တွေ့ရရင်ပြီးဆုံးသွားပါတော့တယ်